မင်္ဂလာပါခင်ဗျာ Discovery Recap မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟာကမ္ဘာပေါ်မှာအလှပဆုံးဖြစ်တယ်လို့တစ်ဖက်မှာလည်းအကြမ်းတမ်းဆုံးဖြစ်တဲ့အာဖရိကရဲ့စာရန်ဂတီလွင်ပြင်ကြီးစီကိုအတူတူသွားကြမှာပါဒီနေရာမှာတော့ second chance ဆိုတဲ့ဒုတိယအခွင့်အရေးဆိုတာမရှိပါဘူးတစ်ချက်လေးမှားယွင်းတာနဲ့သေမင်းရဲ့လက်ထဲကိုရောက်သွားနိုင်တယ်လို့တစ်ချက်လေးလှည့်မနာနဲ့နောက်ထပ်နေ့တစ်ခုကိုပိုင်ဆိုင်ခွင့်ရမှာပါတဘာဝတရားကဖန်တီးထားတဲ့ဒီသင်မင်းတမန်ကစားကွင်းထဲမှာတားရဲကလေးစနေဟာသူတို့ရဲ့ရှင်သန်မှုအတွက်နေ့စဉ်နဲ့အမျှဘလို့ပြူဟာတွေတုံးနေကြတယ်လေအခုပဲကျွန်တော်တို့နဲ့အတူတူစာရန်ဂတီရဲ့အနက်ရှိုင်းဆုံးလှုပ်ဝက်ချက်တွေစီကိုလိုက်ပါစီမျောလိုက်ကြရအောင်လားခင်ဗျာအပိုင်းတဲ့စာရန်ဂတီရဲ့အမြန်နှုံးဘရင်နဲ့အသက်လူတိုက်ပွဲစာရန်ဂတီရဲ့မွန်းတင်နေဟာမြေပြင်ကိုတောက်လောင်နေပြီးလေတူထဲမှာအပူရှိန်ကြောင့်ပုံရိပ်တွေဟာဝေဝါးနေပါတယ်ဒီလိုငြိမ်သက်နေတဲ့အခြေအနေရဲ့နောက်ွယ်မှာတော့ပေမင်းရဲ့အငွေ့အသက်တွေဖုံးလွှမ်းနေပါတယ်ခုမြက်တော်တွေကြားမှာတကူတဲ့ပုံကွယ်နေတာကတော့ကမ္ဘာအမြန်ဆုံးကုန်းနေတတဝါချီတာမြမအခေါ်တစ်ကြားပဲဖြစ်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာအမဲလိုက်ဖို့အတွက်ပဲသီးသန့်ဒီဇိုင်းထုတ်ထားသလိုကြစ်လက်နေပြီးသူ့ရဲ့အဆုပ်နဲ့နှလုံးဟာလည်းအောက်ဆီဂျင်ကိုအမြန်ဆုံးစုပ်ယူနိုင်ဖို့အသင့်ပြင်ထားပါတယ်သူ့ရဲ့ပြစ်မှတ်ကတော့မီတာ90အကွာမှာအစာရှာနေတဲ့တောဝက်မီတာစုပါတောဝက်တွေဟာသူတို့ရဲ့အဆွဲတွေနဲ့မြေကြီးကိုရက်ပြီးအစာရှာနေကြတာမို့အနေရရောက်လာတော့မယ်ဆိုတာကိုလုံးဝတတိမထားမိကြသေးပါဘူးချီတာဟာသူ့ရဲ့ခြေလမ်းတွေကိုတလက်မချင်းစီအတန်မထွက်အောင်ထိန်းချုပ်ထားပါတယ်မြက်ပင်လေးတပင်တောင်မလှုပ်စေရပါဘူးဒါဟာ ambush လို့ခေါ်တဲ့အငိုက်ဖမ်းတိုက်ခိုက်တဲ့ပညာရပ်မှာအမြင့်ဆုံးအဆင့်ပါပဲရုတ်တရက်ဆိုသလိုပဲအချိန်ဆိုင်မနေတော့ပဲချီတာဟာမြားတစင်းလိုပြေးထွက်သွားပါပြီစက္ကန့်ပိုင်းအတွင်းမှာပဲသူ့ရဲ့အရှိန်ဟာတနာရီ66ကီလိုမီတာအထိရောက်သွားပါတယ်သူ့ရဲ့အမြင့်ရှည်ကြီးဟာလေထဲမှာရာဒါလို့ခေါ်တဲ့တက်မတစ်ခုလိုအလုပ်လုပ်ပြီးအကွေ့အကောက်တွေကိုတိတိကျကျထိန်းချောင်းပေးနေတာပါတောဝက်မိသားစုလည်းအလံတကြားနဲ့ထွက်ပြေးကြပါပြီစာရန်ဂတီရဲ့လွင်ပြင်တစ်ခုလုံးဖုံလုံးတွေတက်လာပြီးအသက်လူပွဲကပြင်းထန်လာပါတယ်တစ်ကြားရဲ့လက်သေးတွေဟာတောဝက်ရဲ့တင်ပါးကိုထိလူထိခင်အနေအထားရောက်သွားတဲ့အချိန်မှာတောဝက်ဟာမမျော်လင့်ထားတဲ့ဗျူဟာတစ်ခုကိုတုံးလိုက်ပါတယ်အဲ့ဒါကတော့90ဒီဂရီတောင်ကျိုးအတိုင်းရုတ်တရက်ကွေ့ချလိုက်တာပါချီတာဟာအရှိန်လွန်သွားတဲ့စက္ကန့်ပိုင်းလေးအတွင်းမှာပဲတောဝက်ဟာသူ့ရဲ့ဘေးကင်းရာတွင်းထဲကိုခေါင်းဆိုင်ပြီးအရှိန်နဲ့ငုံရှိုးသွားပါတော့တယ်ဒါဟာစာရန်ဂတီရဲ့နေရာမှာပါပဲစက္ကန့်ပိုင်းလေးလွဲချော်သွားတာနဲ့တစ်ကြားအတွက်တော့အစာငတ်မွန်ခြင်းကိုရင်ဆိုင်ရမှာဖြစ်ပြီးတောဝက်အတွက်တော့နောက်ထပ်နေ့တစ်ခုကိုပိုင်ဆိုင်ခွင့်ရသွားတာပဲဖြစ်ပါတယ်ခင်ဗျာအပိုင်းနဲ့ရှင်သေးတို့ဤမာယာနဲ့အာနိချက်ချီတာကအမြန်နှုံးကိုအားကိုးတယ်ဆိုရင်ရှင်သေးကတော့အင်အားနေဖြူဟာကိုအားကိုးပါတယ်အခုကျွန်တော်တို့မြင်နေရတဲ့ရှင်သေးအုပ်စုမှာအမဲလိုက်ဖို့တာဝန်ယူရတာကရှင်သေးမာတွေပါသူတို့ဟာစစ်တပ်တစ်ခုလိုပဲစနစ်တကျရှိကြပါတယ်တကောင်ကတားကောင်ကို6လမ်းမို့တာဝန်ယူပြီးကြံတဲ့အကောင်တွေကတော့တားကောင်ပြေးလာမဲ့လမ်းကြောင်းမှာကြိုတင်ပုံအောင်နေကြတာပါဒါပေမဲ့ King of the Jungle တောပြင်မှာလေကြောက်စရာကောင်းတဲ့အားနည်းချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့သူတို့ရဲ့ stamina လို့ခေါ်တဲ့အမောခံနိုင်တဲ့စွမ်းရည်ပါပဲသူတို့ရဲ့နှလုံးဟာသူတို့ရဲ့ body mass ခန္ဓာကိုယ်ဒုတယ်နဲ့ရင်းရင်အလွန်သိငယ်တာကြောင့်မီတာ200လောက်ပဲအချိန်ပြင်းပြင်းပြေးနိုင်ကြပါတယ်အဲ့ဒါထက်ကျော်သွားရင်တော့သူတို့ရဲ့အဆုတ်တွေဟာမီးလောင်မတက်ပူပြင်းလာပြီးရက်တန့်လိုက်ုံကလွဲလို့တခြားလှုပ်စရာမရှိတော့ပါဘူးအခုလဲကြည့်ပါဦး
ချင်းသိမှာတကောင်ဟာခြုံထဲကနေရုတ်တရက်ဝုန်းကနေခုန်ထွက်လိုက်ပါတယ်တောဝက်ဟာလန့်ဖြန့်သွားပြီးသူ့ရဲ့အမိကိုထောင်းအရှိန်ကိုအကုန်ဖွင့်ပြီးပြေးပါတော့တယ်ချင်းသိမာကနောက်ကနေတောက်လျှောက်လိုက်နေပေမဲ့တောဝက်ကလည်းဇွဲမလျှော့ပါဘူးတောဝက်ဟာချင်းသိမာမောသွားမယ့်အချိန်ကိုစောင့်နေတာပါစက္ကန့်30လောက်အပြင်းအထန်လိုက်ပြီးတဲ့နောက်မှာတော့ချင်းသိမာဟာအရှိန်တက်လိုက်ရပါပြီသူဟာရှာကြီးထွက်ပြီးအလွန်အမင်းမောပန်းကဟောခဲလိုက်နေရင်ကြံ့ရစ်ခဲ့ပါပြီတောဝက်ကတော့မိုင်ဝက်လောက်ထိတောက်လျှောက်ပြေးသွားပြီးချင်းသေးတွေကိုလောင်ပြောင်နေတယ်လို့ပါပဲခင်ဗျာဒီနေရာမှာခဏလေးပါခင်ဗျာတောဘရင်ချင်းသေးတွေတောင်ရှုံးပေးရတော့တဲ့အထိဇွဲကောင်းတဲ့ဒီတောဝက်တွေကိုတင်တော်ရောအထင်ကြီးပါပြီလား Discovery Recap မြန်မာကိုခုထိကြည့်နေပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကို like လုပ်ထားဖို့လည်းမမေ့ပါနဲ့ share ဖို့လည်းမမေ့ပါနဲ့ခင်ဗျာအပိုင်း3ရေအောက်ကတေမင်းနဲ့မိချောင်းတို့ဤတက်ရိုးကုန်းပေါ်မှာအနေရီများလာပြီလို့တင်ထင်နေရင်တော့ရေထဲမှာကပိုဆိုးပါတယ်စာရန်ဂတီရဲ့မြစ်တွေဟာသားကောင်တွေအတွက်တော့တေတွင်းမှာပဲဒီမြစ်ထဲမှာရှိတဲ့ Nine Crocodile မိချောင်းတွေဟာကမ္ဘာပေါ်မှာအသေးအေးစရာအကောင်ဆုံး Predator မုတ်ဆိုးတွေပါသူတို့ဟာရေအောက်မှာကြောက်တုံးတုံးလိုငြင်းနေနိုင်ုံနဲ့မကပဲသူတို့ရဲ့နှလုံးခုန်လုံးကိုပါရှော့ချပြီးအောက်ဆီဂျင်ကိုနိုင်ပေါင်းများစွာချွေတာနိုင်ကြပါတယ်။သားကောင်တစ်ကောင်ရေကမ်းဇက်ကိုကတ်လာပြီးဆိုတာနဲ့မိချောင်းဟာရေလိုင်းလေးတစ်ခုတောင်မထအောင်လို့ဖြစ်ဖြစ်ချင်းတိတ်တဆိတ်ချိကတ်သွားပါတယ်။သားကောင်ကရေထဲကိုခေါင်းငုပ်ပြီးတောက်လိုက်တဲ့စက္ကန့်ပိုင်းလေးမှာပဲမိချောင်းရဲ့မေးရိုးဟာ hydraulic pressure စက်ယန္တရားတစ်ခုလိုပြင်းထန်တဲ့ဖိအားနဲ့သားကောင်ကိုခဲထားလိုက်ပါတယ်။သားကောင်ကရုန်းကန်မိမဲ့မိချောင်းဟာသူ့ရဲ့နာမည်ကျော် Darrow ကိုစတင်လိုက်ပါတယ်။ Darrow ဆိုတဲ့အဓိပ္ပာယ်ကမိချောင်းကသူ့ရဲ့ခန္ဓာကိုယ်ကိုဝန်ရိုးတစ်ခုလိုအရှိန်အဟုန်နဲ့လှက်ပတ်လိုက်တာကြောင့်သားကောင်ဟာအယိုးတွေကျိုးကျပြီးရေအောက်ထဲကိုနစ်မြုပ်သွားပါတော့တယ်။ဒါဟာစာရန်ဂတီမှာနေ့စဉ်ဖြစ်ပျက်နေတဲ့တဘာဝတရားရဲ့ကြမ်းတက်တဲ့ reality တရုပ်မှန်ပဲဖြစ်ပါတယ်အပိုင်းလေးအာဖရိကတောခွေးများ၏စီးလုံးမှုနှင့်အမဲလိုက်ဖြူဟာစာရန်ဂတီမှာခွန်အားကြီးတဲ့ချင်းသိတွေနဲ့အပြေးမြန်တဲ့တကြားတွေရှိပေမဲ့အမဲလိုက်ရမှာအအောင်မြင်ဆုံးကတော့ African White Dog လို့ခေါ်တဲ့အာဖရိကတောခွေးတွေပဲဖြစ်ပါတယ်သူတို့ရဲ့အမဲလိုက်မှုအောင်မြင်နှုန်းဟာ85% 85%အထိရှိပါတယ်သူတို့ရဲ့လှုပ်ဝက်ချက်ကတော့တင်းဝက်စီးလုံးမှုနဲ့ Enduram လို့ခေါ်တဲ့ဇွဲကောင်းကောင်းနဲ့လိုက်နိုင်တဲ့အစွမ်းတွေပါပဲသူတို့ဟာသားကောင်ကိုတွေ့ရင်ချင်းသေးတွေလိုအငိုက်ဖမ်းတာမျိုးမဟုတ်ပဲပြောင်ကြကြလိုက်လံဖမ်းဆီးပါတယ်သားကောင်ကမောဟိုက်ပြီးရက်သွားတဲ့အထီကိုမိုင်ပေါင်းများစွာတလှည့်စီဥဆောင်ပြီးလိုက်ကြတာပါဒီတောခွေးတွေမှာအံ့ဩစရာကောင်းတဲ့ social structure လူမှုရေးစနစ်ရှိပါတယ်သူတို့ဟာအမဲလိုက်လို့ရလာတဲ့အစာကိုအရင်ဆုံးအုပ်စုတွေကကလေးငယ်တွေနဲ့ဒဏ်ရာရနေတဲ့အဖော်တွေကိုဦးစားပေးကျွေးမွေးတက်ကြပါတယ်သူတို့ရဲ့ pack mentality အုပ်စုလိုက်စိတ်ဓာတ်ဟာစာရန်ဂတီရဲ့အကျဉ်းတန်းဆုံးအခြေအနေတွေကြားမှာသူတို့ကိုရေရှည်ရှင်သန်စေနိုင်တဲ့အဓိကလက်နက်ပဲဖြစ်ပါတယ်ဒီနေရာမှာတော့တဦးကောင်းတယောက်ကောင်းထက်စီးလုံးမှုကသာအသက်ရှင်ခြင်းကိုအာမခံချက်ပေးနိုင်တာပါအပိုင်းကစင်ကြီးများ၏စေတနာနှင့်စာရန်ဂတီ၏ဘိတုကပညာအမဲလိုက်ပွဲတွေနဲ့စူညံနေတဲ့စာရန်ဂတီလွင်ပြင်မှာ elephant စင်ကြီးတွေကတော့တည်ငြိမ်လွန်းလာပါတယ်သူတို့ကိုဒီဂေဟာစနစ်ရဲ့အင်ဂျင်နီယာတွေလို့ခေါ်ကြပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ဟာဒီလွင်ပြင်ကြီးရဲ့ပုံစံကိုပြောင်းလဲပေးနိုင်လို့ပါပဲစင်ကြီးတွေဟာသူတို့ရဲ့တန်မာတဲ့ခန္ဓာကိုယ်နဲ့တစ်ပင်တွေကိုလှဲချလိုက်ခြင်းအဖြစ်တောအုပ်တွေကိုစကြက်မြေပြင်တွေအဖြစ်ပြောင်းလဲပေးကြပါတယ်ဒါမှသာသမင်ဒရေနဲ့တခြားတိရစ္ဆာန်တွေအတွက်အစာပေါများတဲ့ grassland မြက်ခင်းပြင်တွေဖြစ်လာတာပါပိုပြီးအံ့ဩဖို့ကောင်းတာကတော့ dry season လို့ခေါ်တဲ့6သွေ့ရာသီမှာပါရေရှားပတ်လာတဲ့အခါစင်ကြီးတွေဟာသူတို့ရဲ့ induration အလိုလိုသိစိတ်နဲ့မြေအောက်ရေရရှိမဲ့နေရာကိုရှာဖွေတက်ကြပါတယ်သူ
သူတို့ရဲ့အဆွဲတွေနဲ့မြေကြီးကိုတူပြီးရေတွင်းလေးတွေဖန်တီးပေးတတ်ကြပါတယ်စင်ကြီးတွေတောက်ပြီးလို့ကြံခဲ့တဲ့ရေတွင်းလေးတွေဟာတခြားသတ္တဝါငယ်လေးတွေအတွက်တော့အသက်ဆက်ဖို့ survival kit အသက်ကယ်ကိရိယာလေးတွေဖြစ်သွားပါတော့တယ်ဒါဟာစာရန်ဂတီရဲ့တကယ်မေတ္တာတရားပါပဲစာရန်ဂတီလွင်ပြင်ကြီးဟာနေ့စဉ်နဲ့အမျှရှင်သန်ခြင်းအောင်ပွဲတွေရှုံးနိမ့်ခြင်းဝန်းနေမှုတွေနဲ့ပြည့်နှက်နေပါတယ်။တရဝါတိုင်းဟာသူတို့ရဲ့ကိုယ်ပိုင်ဗျူဟာတွေနဲ့ဒီကဘာကြီးမှာနေရာတစ်ခုရဖို့ကြိုးစားနေကြတာပါ။အခုကျွန်တော်တို့ပြခဲ့တဲ့အပိုင်း၅ပိုင်းထဲမှာသင်အနှစ်သက်ဆုံးဖြစ်မယ်တိရစ္ဆာန်ကဘယ်တိရစ္ဆာန်ဖြစ်မလဲ။ကိုမမှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။ကျွန်တော်တို့ရဲ့ Discovery Recap မြန်မာ Channel ကနေနောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ documentary recap တွေကိုတင်ဆက်ပေးသွားမှာမို့ like and share လေးလုပ်ပြီးခေါင်းလောင်းလေးနှိပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ